ဒီညမှာတော့ကျွန်တော်တို့ဘန်လီတင်းနဲ့မန်ချက်စတာစီးတီးတင်းတို့ဒါဘန်လီတင်းရဲ့အိမ်ကွန်းမှာတော့ရောက်ကစားရအောင်မှာဖြစ်ပါတယ်ဒီနေ့ပွဲရတော့မန်စီးတီးအတွက်ရေကုန်ထုတ်အားကုန်ထုတ်ပြီးတန်ရမယ်ဒါပွဲတစ်ပွဲလေးဖြစ်တယ်ဒီပွဲတာကိုများများနဲ့နိုင်ခဲ့ရင်နှစ်ခုနဲ့အထက်နဲ့နိုင်ခဲ့ရင်ကျွန်တော်တို့အာဆင်နယ်ချက်ပို့ပြီးကျွန်တော်တို့အမှတ်2ကိုကွာချချက်နဲ့အဆင့်1မှာတိတ်ပိုက်တော့မယ်ဒါအနေထားတစ်ခုဒါဗန်လီထားတယ်ပေါ့ဗျာအရာအလုံးကခုလက်ထဲမှာရှိနေတယ်အာဆင်နယ်ဘာပဲဖြစ်ဖြစ်မန်စီးတီးအနေနဲ့လက်ကျန်ပွဲစဉ်တွေကိုအကောင်ဆုံးအနိုင်ရလက်တွေနဲ့နိုင်သွားမယ်ဆိုရင်ကျွန်တော်တို့ဒါအနိုင်ရလက်တွေနဲ့နိုင်သွားမယ်ဆိုရင်တော့ကျွန်တော်တို့ဒါပရီးမီးယားလိကိုထိုက်ရတဲ့ရရှိမှာဖြစ်ပါတယ်တစ်ဖက်အာဆင်နယ်နဲ့ကျွန်တော်လက်ကျန်ပွဲစဉ်တွေကိုနိုင်အောင်မယ်ဆိုရင်အများကြီးမျှော်လင့်ချက်ရှိပါတယ်တစ်ခုကဘာလဲဆိုတော့အာဆင်နယ်ကမန်ချက်စတာစီးထက်ကျွန်တော်တို့လက်ကျန်ပွဲစဉ်တွေမှာပွဲချောင်းတွေနေတာတစ်ခုမှရှိပါတယ်အာဆင်နယ်အတွက်လည်းကျွန်တော်တို့အာဆင်နယ်တက်လည်းစူးစမ်းပိုင်ခွင့် 100% ရှိပါတယ်50-50ဆိုရင်လည်းကိုတမိုင်းကိုရေးရမယ်အချိန်ကြီးကျွန်တော်တို့ရှောင်းနေပြီပရီးမီးယားလိပွဲစဉ်ကတော့ပွဲပြီးကန်နီးလေကျွန်တော်တို့ကြည့်ကောင်းလေပဲခင်ဗျာဘာဖြစ်လို့လဲဆိုတော့ပရီးမီးယားလိကအဲ့ဒါဗျကျွန်တော်တို့အမြဲတမ်းပြန်ဆမှုတွေပြင်းထန်တယ်ဒါပရီးမီးယားလိရဲ့တင်ကြီးတာတစ်ခုပဲအမှတ်သားကြီးပြတ်သွားတယ်ဆိုတာမရှိဘူးပြန်ဆမှုပြင်းထန်တယ်ဇီယာထိတ်မှာဆိုလဲအတင်း၄တင်းလောက်ကကျွန်တော်တို့ပြင်းထန်ပြန်ဆမှုတွေပြင်းထန်တယ်တန်းစင်းဆောင်တိုက်ပွဲနေနေတဲ့ကျွန်တော်တို့စပါးတို့ဝဟန်တို့ဒါတန်းစင်းဆောင်တိုက်ပွဲရတဲ့အရန်ကြီးကောင်းမဲ့အနေထားတစ်ခုပါညီကိုတို့အားလုံးပဲဒါညညမှာတော့မန်စီးတီးကပဲကိုပြတ်နိုင်သွားမလားဒါမှမဟုတ်ရင်တခြားရဲလက်တွေပဲထွက်သွားမလားဆိုတာခမန်းပေးကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်